Hello，大家好，阿罗妹明啦哇，一起来讲你们读读吧嘞。老师今天嘛了，龙眼东丢这个表定眼啥，少天那边上面呢，这样呢这个读是表几几啊？好，那我们一起看。明把这读音你啥啦嘞？你为什么吃榴莲？你为什么吃榴莲？你明看没呀？为什么？为什么是那个？把这来路这边呀嘞？吃啊啥啦？榴莲ဆိုတာကဒူရင်ဒီအဲ့တော့ဒူရင်ဒီကို榴莲လို့ခေါ်တယ်ဒါကြောင့်မင်းဘာကြောင့်ဒူရင်ဒီစားတာလဲဆိုရင်你为什么吃榴莲မင်းဘာကြောင့်ဒူရင်ဒီစားတာလဲ你为什么吃榴莲မင်းဘာကြောင့်ဒူရင်ဒီစားတာလဲအဲ့တော့ငါကြိုက်လို့ပါ因为我喜欢因为我喜欢因为ဆိုတာကဘာဖြစ်လို့လဲဆိုတော့ဒါ reason အကြောင်းပြချက်ပြန်ပေးတာ因为ဘာလို့လဲဆိုတော့我喜欢ငါကြိုက်လို့အဲ့တော့ဘာသာပြန်တဲ့အခါမှာဘာဖြစ်လို့လဲဆိုတော့ဆိုပြီးတော့စာအုပ်ထဲဒီမှာရေးပြီးဘာသာမပြန်တော့ဘူးပေါ့နော်အတူကောပဲငါကြိုက်လို့ပါဒီလိုမျိုးပြောတယ်因为我喜欢ငါကြိုက်လို့ပါ因为我喜欢မင်းဘာကြောင့်တမင်မစားတာလဲ你为什么不吃饭你为什么不吃饭你မင်းခမ为什么ဘာကြောင့်不吃饭တမင်မစားတာမင်းဘာကြောင့်တမင်မစားတာလဲဆိုရင်你为什么不吃饭你为什么不吃饭မင်းဘာကြောင့်တမင်မစားတာလဲ你为什么不吃饭မင်းဘာကြောင့်တမင်မစားတာလဲငါဘိုင်းမစားသေးလို့ပါ因为我还不饿因为我还不饿还不饿饿ဆိုတာကစားလောက်တာ不饿ဆိုရင်မစားဘူးလို့ပြောတာအဲ့တော့还不饿ဆိုရင်မစားသေးဘူးဆိုတဲ့အဓိပ္ပာယ်ရတယ်ပေါ့နော်ဒါကြောင့်ငါမစားသေးလို့ပါဆိုရင်因为我还不饿因为我还不饿ငါမစားသေးလို့ပါ因为我还不饿ငါမစားသေးလို့ပါ因为我还不饿ငါမစားသေးလို့ပါ下一个မင်းဘာကြောင့်သွားတာလဲ你为什么去你为什么去ရသွားတာဘာကြောင့်သွားတာလဲဆိုရင်为什么去ဘာကြောင့်သွားတာလဲမင်းဘာကြောင့်သွားတာလဲ你为什么去မင်းဘာကြောင့်သွားတာလဲမင်းဘာကြောင့်မသွားတာလဲ你为什么不去你为什么不去不去ဆိုရင်မသွားဘူးဘာကြောင့်မသွားတာလဲဆိုရင်为什么不去为什么不去ဘာကြောင့်မသွားတာလဲအဲကြောင့်မင်းဘာကြောင့်မသွားတာလဲဆိုရင်你为什么不去မင်းဘာကြောင့်မသွားတာလဲမင်းဘာကြောင့်ငါမအားလို့ပါ因为我没空因为我没空因为ဘာလို့လဲဆိုတော့我没空没空อ่ะမအားဘူးလို့ပြောတာ因为我没空ငါမအားလို့ပါ因为我没空ငါမအားလို့ပါမင်းဘာကြောင့်အနားယူကျင်တာလဲ你为什么想休息你为什么想休息休息ကအနားယူတာ想休息ကအနားယူကျင်တယ်အဲကြောင့်မင်းဘာကြောင့်အနားယူကျင်တာလဲဆိုရင်你为什么想休息你为什么想休息မင်းဘာကြောင့်အနားယူကျင်တာလဲ你为什么想休息မင်းဘာကြောင့်အနားယူကျင်တာလဲ你为什么想休息下一个ငါအယံပင်ပန်းလို့ပါ因为我很累因为我很累很累အယံပင်ပန်းတာအယံကိုပဲမောပန်းနေတာအဲ့တော့နားကျင်ရတဲ့အကြောင်းအရင်းဟာကိုပင်ပန်းလို့ဒါကြောင့်ငါအယံပင်ပန်းလို့ပါ因为我很累因为我很累ငါအယံပင်ပန်းလို့ပါမင်းဘာကြောင့်တရုတ်နိုင်ငံကိုသွားကျင်တာလဲ你为什么想去中国你为什么想去中国你မင်းဟာ为什么ဘာကြောင့်想去ရသွားကျင်တယ်中国တရုတ်နိုင်ငံဒါကြောင့်မင်းဘာကြောင့်တရုတ်နိုင်ငံကိုသွားကျင်တာလဲဆိုရင်你为什么想去中国你为什么想去中国မင်းဘာကြောင့်တရုတ်နိုင်ငံကိုသွားကျင်တာလဲ你为什么想去中国ငါမသွားဘူးလို့ပါ因为我没去过因为我没去过因为ဘာဖြစ်လို့လဲဆိုတော့我ငါက没去过去过อ่ะသွားဘူးလား没去过ဆိုတော့မသွားဘူးလို့တဲ့ပဲရဒါကြောင့်
ngã mà toa bu lô bà rồi因为我没去过因为我没去过ngã mà toa bu lô bà因为我没去过ngã mà toa bu lô bà好的ဒါကတော့လုပ်ငန်းသုံးတရုပ်စကားပြောသင်ခန်းစာစာအုပ်ထဲကနေပြီးတော့စာမျက်နှာ101ကိုအတူတူလေ့လာခဲ့တာပဲဖြစ်တယ်ပေါ့နော်အဲ့တော့ဒီစာအုပ်လေးကိုကိုယ်တိုင်ကိုယ်ကြောက်ဝေပြီးတော့ဗီဒီယိုဖိုင်လေးတွေနဲ့တွဲပြီးတော့လေ့လာခြင်းနဲ့ဆိုလို့ရှိရင် AK လမ်းချိုင်းရဲ့ page messenger မှာကိုယ့်ရဲ့နာမည်လေးတွေနေရာလိပ်စာလေးတွေဆက်သွယ်မယ်ဖုန်းနံပါတ်တွေပေးပို့ပြီးတော့မှာယူလို့ရပါတယ်အဲ့တော့ဒီစာအုပ်လေးမှာယူသူတိုင်းကိုလော့ရှ်ပါတွေထပ်ပြီးတော့လက်ဆောင်ပေးလဲဆိုတော့ဒါတရုပ်စာလေ့လာတဲ့အခါမှာအရေးကြီးဆုံးဖြစ်တဲ့အခြေခံဖြင်းသင်ခန်းစာတွေပြီးလို့ရှိရင်နေ့စဉ်သုံးမှာအပြန်အလှန်အရန်ကိုပဲအသုံးများတဲ့အရေးကြီးဆုံးလုပ်ငန်းသုံးစကားပြောတွေနေ့စဉ်သုံးစကားပြောတွေကိုလည်းဒါဗီဒီယိုဖိုင်သင်ခန်းစာလေးနဲ့အခမဲ့ပေးပို့ပြီးတော့ရသက်ပံသင်ကြားပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့မွေရသေးဘူးဆိုလို့ရှိရင် AK Line Channel ရဲ့ page messenger မှာအမြန်ဆုံးလေး order တောက်တင်လို့ရပါတယ်အဲ့တော့အမြဲတမ်းလေးလာကြည့်ရှုအားပေးနေကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ好那我们下次见谢谢大家